စ်တစ်ခုမှအလွဲဆုံးနဲ့အမှန်ကန်ဆုံးဆက်ဆံရေးလမ်းညွှန်ချက်များလူတော်တော်များများဟာအချစ်ကိုရှာဖွေရင်းလမ်းပြောက်လက်ရှိကြပေမဲ့တကယ်တော့အချစ်ဆိုတာကိုပြန်ရှာဖွေခြင်းကနေပဲစတင်တာပါနံပါတ်1အစိုးဆုံးလို့တမန်ရမယ့်ဆက်ဆံရေးအကြံဉာဏ်ကိုပိုချစ်တဲ့သူကိုပဲရွေးချယ်ပါဆိုတဲ့စကားဟာအတော်လေးလွဲမှားပါတယ်ချစ်ချင်းမမြောက်ကြတဲ့အချစ်ရေးတစ်ခုဟာရေရှည်မှာတယောက်အတွက်ဝင်တော့ဝင်ဖို့ဖြစ်စေပြီးနောက်တစ်ယောက်အတွက်တော့အောင်မလို့အောင်မရမှုတွေနဲ့ပဲအဆုံးသတ်သွားရတတ်လို့ပါနံပါတ်2အမှန်ကန်ဆုံးနဲ့အကောင်းဆုံးဆက်ဆံရေးလမ်းညွှန်ချက်ကိုယ့်ရဲ့လက်တွဲပေါ်စီကနေညှော်လင့်ထားတဲ့စံနှုန်းတွေအဆက်လက်တွေကိုစိတ်ရင်းချရေးကြည့်ပါပြီးရင်အဲ့ဒီစီရင်တဲ့အတိုင်းကိုယ်တိုင်ကအရင်ဆုံးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင်နေထိုင်လိုက်တာဟာအကောင်းဆုံးရွေးချယ်မှုပါပဲနံပါတ်3ကိုယ်တိုင်ကအရင်မှန်တစ်ချက်ဖြစ်လာပါတန်ဖိုးရှိတဲ့လူတစ်ယောက်ကိုလိုချင်ရင်ကိုယ်တိုင်ကတန်ဖိုးရှိတဲ့သူဖြစ်နေရပါမယ်ကိုလိုချင်တဲ့ပုံစံအတိုင်းကိုယ်တိုင်ကအရင်ပြောင်းလဲလိုက်တဲ့အခါစိတ်တဘောထားခြင်းတိုက်ဆိုင်တဲ့စစ်မှန်တဲ့လက်တွဲပေါ်ဟာတင်အနာကိုအလိုအလျောက်ရောက်ရှိလာပါလိမ့်မယ်ပြည့်စုံတဲ့လက်တွဲပေါ်ကိုလိုက်ရှာနေမယ့်အစားကိုယ်တိုင်ကပဲတစ်ဖက်လူအတွက်ပြည့်စုံတဲ့လက်တွဲပေါ်ဖြစ်အောင်အရင်ဆုံးစူးစမ်းကြည့်လိုက်ပါ